လိထားသောသင်ခန်းစာကိုဘယ်ဘက်ပခုံးထက်သို့အလိုက်တင်လိုက်ပါ Episode 1 ပုံမှန်သင်ခန်းဝတ်နည်းသင်ခန်းကိုမြေကြီးပေါ်သို့မချရသင်ခန်းကိုမြေကြီးပေါ်သို့ချပါကယဟန်များမှာဒုက္ခအပတ်သင်၍သာမဏေများမှာဒဏ်ထိုက်ပါသည်သင်ခန်း၏အဖျားစားနှစ်ဖက်ကိုညီညာအောင်ထားပါပူးထားသောသင်ခန်းစာကိုမိမိအာသံရာဘက်သို့လက်ဖြင့်မြဲမြံအောင်ဆွဲယူ၍ကင်ထားပြီးညီညာအောင်ဖြတ်လိုက်ပါသင်ခန်းစာကိုခစောင်းထက်တွင်ထားပြီးဝမ်းပိုက်ရှိသို့ကပ်ကနှစ်ခေါက်သို့မဟုတ်သုံးခေါက်ချိုးညီညာစွာခောက်ပါပြီးလျှင်ချက်ဝန်းဖုံးသည့်အထိညီညာစွာခောက်ပါသို့မဟုတ်လိပ်ပါထို့သောလက်ရာတွင်သင်းပိုင်၏အောက်အနားသည်ဒူးအောက်လက်ရှိသည့်လက်ရှိလုံးရှိရပါမည်ခပန်းကြိုးကိုတေချာစွာစီး၍မိမိအာသံရာဘေးဘက်တွင်ခြီပါအပေါ်ယုံသင်ခန်းကိုဧကတိဟုခေါ်ပါသည်အပေါ်ယုံဧကတိသင်ခန်းတွင်အခန်း၅ခန်းရှိပါသည်ထိုအခန်း၅ခန်း၏၃ခန်းမြောက်ဖြစ်သောအလယ်အခန်းတွင်မိမိခန္ဓာကိုယ်ကိုထားပါဧကတိအပေါ်အနားစကိုလက်နှစ်ဖက်ဖြင့်ညီညာစွာသိမ်းယူလိုက်ပါထိုသို့သိမ်းယူရာတွင်ဧကတိအောက်အနားသည်ဒူးအောက်လက်လေးတစ်လက်လေးလုံးရှိရပါမည်သိမ်းယူထားသောဧကတိအပေါ်အနားစကိုညာဘက်ဂျိုင်းအောက်မှပတ်ယူ၍ဘယ်ဘက်ပခုံးထက်သို့တင်လိုက်ပါထိုသို့တင်ရာတွင်လည်းဧကတိအောက်အနားသည်ဒူးအောက်လက်လေးတစ်အဝန်းအဝိုင်းညီနေရပါမည်ဧကတိဘယ်ဘက်အနားစကိုအလယ်မှအလိုက်တင်ယူကာပခုံးထက်သို့ခောက်တင်လိုက်ပါEpisode 1 လက်ကတော့ထိုးနည်းဥစွာပုံမှန်သင်ခန်းဝတ်နည်းအတိုင်းညီညာစွာဝတ်ပါဘယ်ဘက်ပခုံးထက်မှရှေ့သို့ကျနေသောသင်ခန်းစာကိုညာဘက်ပခုံးပေါ်သို့တင်လိုက်ပါဧကတိအောက်ပိုင်းဘယ်ညာအနားစားတို့ကိုဒူးအောက်လက်လေးတစ်အနေထားဖြစ်အောင်သိမ်းယူ၍ညှက်ထားလိုက်ပါပခုံးထက်တွင်တင်ထားသောသင်ခန်းစာတို့ကိုဖြီ၍ဘယ်လက်ဖြင့်မကွေးမဆန့်အနေထားကင်ထားလိုက်ပါတရောင်စဲအချက်ရှိသင်ခန်းစာကိုညာဘက်လက်ဖြင့်အတွင်းပိုင်းသို့ပတ်ယူ၍ချိတ်လိုက်ပါအစာထွက်ကကြံရှိနေသောသင်ခန်းစာကိုညာလက်ဖြင့်အပြင်လိပ်ညီညာစွာလိပ်ပါလိပ်ထားသောသင်ခန်းစာကိုဘယ်ဘက်ပခုံးထက်သို့အလိုက်တင်လိုက်ပါ။
ခုံးနောက်တွင်ထွက်နေသောသင်ခန်းစာကိုတောင်စစ်အောက်သို့ဆွဲသိမ်းလိုက်ပါEpisode 1မြို့တွင်ရွာတွင်သို့သွားရာဆွမ်းခံကြွရာ၌သင်္ကန်းယုံပုံယုံနည်းဥစွာပုံမှန်သင်္ကန်းဝတ်နည်းအတိုင်းညီညာစွာဝတ်ပါဘယ်ဘက်ပခုံးထက်မှရှေ့သို့ကျနေသောသင်္ကန်းစာကိုညာဘက်ပခုံးပေါ်သို့တင်လိုက်ပါဧကတိအောက်ပိုင်းဘယ်ညာအနားစားတို့ကိုဒူးအောက်လက်လေးသည့်အနေထားဖြစ်အောင်သိမ်းယူ၍ညှက်ထားလိုက်ပါလက်နှစ်ဖက်ဖြင့်ဧကတိ၏အပေါ်အနားတစ်ခုလုံးကိုဥကောင်းအပေါ်မှခြုံ၍ကြောဘက်သင်္ကန်းပြန့်သည့်အထိရှေ့သို့ဆွဲယူလိုက်ပါသင်္ကန်းအနားများတွန့်မနေပါစေနှင့်ဆွဲယူထားသောသင်္ကန်းစာကိုလေကုပ်ပေါ်သို့အလိုက်တင်နောက်ပြန်ခောက်တင်လိုက်ပါဧကတိအထက်အနားဆုံးနှစ်ခုကိုညီညာအောင်ပူး၍ဘယ်လက်ဖြင့်မကွေးမဆန့်အနေထားကင်လိုက်ပါတောင်စီအထက်ရှိသင်္ကန်းစာနှစ်ခုကိုညာဘက်လက်ဖြင့်အတွင်းပိုင်းသို့ပတ်ယူ၍ချိတ်လိုက်ပါတွန်းခေါက်မှုမရှိစေရန်ညာလက်ဖြင့်ညှိပေးပါအစာထွက်ကကြံရှိနေသောသင်္ကန်းစာနှစ်ခုကိုညာလက်ဖြင့်အပြင်လိပ်ညီညာစွာလိပ်ပါပြီးပါကသင်္ကန်းလိပ်ကိုကင်ထား၍ဥကောင်းထက်တွင်နောက်ပြန်ခောက်ထားသောသင်္ကန်းကိုလဲပင်ဖုံးသည့်တိုင်အောင်အလိုက်တင်ခောက်ပါလဲပင်ရှိညာဘက်သင်္ကန်းစာကိုဘယ်ဘက်သင်္ကန်းစာအောက်သို့ညှက်ထည့်ပါလိပ်ထားသောသင်္ကန်းစာကိုဘယ်ဘက်ပခုံးထက်သို့အလိုက်တင်လိုက်ပါဒေသကြနာမှုရှိစေရန်စိတ်တိုင်းကျဆက်လက်ပြင်ဆင်ပါ